ကဲမေးလိုက်မတို့ကြားစဲကြည့်မှာနှစ်ပါးကြည့်မှာနှစ်ပါးကြည့်ရင်တော့တောင်းမျိုးသွားလိုက်နှစ်ပါးကြည့်မဲ့လူလည်းညှိုးတာနှစ်ခုလုံးကြည့်လက်သက်ကြည့်မဲ့လူလည်းညှိုးတာနှစ်ခုโอเคနှစ်ခုလုံးကြကြမယ်ဟိုခဏလေးမိသားစုတွေကသူပြောတဲ့အတိုင်းလိုက်လို့ရအောင် तू ကမင်းသားလားဟုတ်ပါဘူးဟိုကြီးမင်းသားမုံမှန်တော့တည်တယ်မင်းသားလားမင်းတော့ချောတယ်မင်းတို့ကအရင်ကအဲ့ဒါအမှန်တရားပဲကျွန်တော်ကိုကြည့်လိုက်လုံးဝအေးချမ်းပါဟောရှင်းလို့လည်းပါဟောဒီကပိုင်နကောလည်းပြောပြလိုက်ပါဦးဘယ်လူကပိုင်နကောတော့လုပ်ဟောနောက်ရင်းနေမှပါဖြစ်တယ်ဒီရက်ဒီပေါ်နေကိုထိုင်တော့တော့လည်းဒီလိုလေးရပါတိုင်ရဲညီတိုင်ညီတဲ့သူကတိုင်းလုံးဖြစ်ချင်လို့ဆိုတိုင်းလုံးဖြစ်တယ်တိုင်းလုံးဖြစ်ချင်လို့ဆိုသူကဂျင်းသွားဆော့တာတိုင်းလုံးကမာစေပါတော့သူကနှူကြီးရောက်ွက်ကြည့်တယ်အဲ့ဒါတော့မင်းညီလေးကိုမမီးဟုတ်လားညီလေးဂျင်းဆော့တာဂျင်းဆော့တော့ထိုင်ရလို့လားလေပြောပြရင်ဒီလုံးလုံးလေးဒီဒီ over ဆော့ဆိုဖေးမထုတ်တော့ပါတော့ဟမ်ဒီကသူကဘေးကပေါင်မသိအခုပေါင်မသိတဲ့ရှောက်မပြောနေတယ်ဟိုဦးလေးကကြည့်နေအခုသူဂျင်းဆော့ဂျင်းပါလေအောင်ပိုင်းကြည့်နေဒီတော့တောက်နေသူအရောက်တော့ငါသူဆော့တော့မယ်ဆော့မယ် ကိုကချီဆော့တယ်ဟုတ်တယ်ချီဆော့တယ်၄កောင်ချီတော့၃កောင်ချီအဲ့ဒါလောင်းတကာငါကြီးကလောင်းသားလည်းမလုပ်ဘူးဟုတ်တယ်လောင်းသားမလုပ်ဘူးတတားတနိုင်နေတယ်ကုန်တာမနေတော့ဟုတ်ကဲ့ရှောက်တယ်တကယ်စလိမတော့ကိုမစားအရင်မတော့ တော့တယ်ကိုလုံးတယ်အဲ့ဒါအကူကမလုံးလားလုံးလားသူကြည့်တော့မအောင်စားလို့ဘာလို့ဒီကဘာလို့အမေကိုပြောနေတာဘာလို့အန်ဒီကထမင်းကိုဆွဲအုပ်လဲတော့ဒီကောင်းကိုဖတ်ထားပါဒီလက်ဆယ်ရတော့ အန်ဒီအဲ့ဒီကောင်းကိုလည်းတော့စွတ်လို့တော့မှာနော်ဒီလက်ဒူးပြောင်းမှာဆိုတော့တိတ်လုံချုံကြီးတွေဒူးကင်းလာဆောက်ပေးလိုက်ပါဦးဒီကင်းနဲ့ကြောက်တယ်စိတ်ရတော့နော်ဘာပဲဖြစ်ဖြစ်ဒီကူပရိသတ်နဲ့ကိုကတော့လုံးဝမိသားစုတွေ family group yeah family ဘယ်လိုပေါ့ကိုလည်းပေါင်းကိုင်းတယ်ကိုစဘူးမြင်တာမတို့မအေးချမ်းဘူးလားအေးချမ်းတယ်ဆိုရင်ဒါကြီးကတာပါလို့ကိုကရှင်းမှာစကားပြောနောက်မှပုတ်သွားမယ်တော့တန်းတန်းပေါက်ကြည့်ပါဒီစီရိုက်ကြော်တယ်ကျွန်တော်